ဒနာရီတွေအရမိခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရတဲ့ဝိညာဉ်တန်တေတာလေးတွေဟာလူအဖြစ်ဝင်စားဖို့အခွင့်အရေးတွေအကြိမ်ကြိမ်ဆုံးရှုံးခဲ့ရတဲ့နောက်မှာတော့ဝိညာဉ်စွန့်ကြွေးတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။တနေ့မှာတော့ One Chime နဲ့ချောင်းဆန်းတို့ဟာဂျွန်လတနီရဲ့ကလေးများနေ့ကိုဆင်နွှဲဖို့အတွက်ဝိညာဉ်စွန့်ကလေးတွေကိုအမွှေးတိုင်တွေကူညီထုံးပေးဖို့တောင်းဆိုခဲ့ပြီးညနေကျရင်ဒေသထွက်မုံလီနဲ့လာကျွေးပါမယ်လို့ကတိပေးခဲ့ပါတယ်။ညဘက်မှာသူတို့ပြန်လာတော့ဝိညာဉ်စွန့်ကလေးတွေကသူတို့ဂတိအတိုင်းအမွှေးတိုင်တွေကိုအစင်သင့်ပြင်ထားပေးပါတယ်။ဒါပေမဲ့ချောင်းဆန်းကသူတို့ဂတိပေးထားတဲ့ဒေသထွက်မုံတွေအစားကြက်ဥအသေးလေး၃လုံးနဲ့လာလဲလိုက်တဲ့အခါမှာတော့ဝိညာဉ်စွန့်ကလေးတွေဒေါသထွက်သွားပါတော့တယ်။ငါ့ကိုကြောင်ကြီးပိတ်ထင်နေလားဆိုပြီးတော့ One Chime နဲ့ချောင်းဆန်းတို့ကိုကောင်းကောင်းကြီးပညာပေးပါတော့တယ်။အနီရောင်ပိုက်ဆေးလေးတွေဝတ်ထားတဲ့ဝိညာဉ်စွန့်ကလေးတစ်တိုက်ဟာသူတို့နှစ်ယောက်ကိုအမေတော်မှတ်မိမှာမဟုတ်တဲ့အထိဝိုင်းဝန်းထိုးကြိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲဦးစိုးရောက်လာပါတော့တယ်